အခုရှင်းပြပေးမှာက hidden picture game hidden picture ဆိုတာပုံကိုအကွက်တွေနဲ့အုပ်ထားတယ်ကျောင်းသားရတဲ့ကွက်ချင်းဖော်ပြီးသူတို့ဖော်နိုင်တဲ့အကွက်ပုံမူတည်ပြီးတော့အမှန်ရမယ်ဥပမာကျွန်တော်နေ့ group နှစ်ခုနဲ့ရှင်းပြမယ်မဆိုရင် photo ကို gallery ကကို download ဆွဲထားပြီးသားပုံကိုရွေးလိုက်သူ့ရဲ့အဖြေကိုရေးပေးအောင်မယ်ပြီးရတယ် another question ဟုတ်ပုံရင်ရွေးအဲ့ဒါကိုအဖြေရေးOkay. Right. ဒီမှာတော့3ပုံနဲ့ပဲရှင်းပြလိုက်မယ်။no မရအောင်။ဘာလို့3ပုံနဲ့မရ3ပုံနဲ့ပြောအဖွဲ့2ဖွဲ့ပဲရှင်းကြမှာလို့ပုံက4ပုံဖြစ်မှာရ။ဒါမှမဟုတ်2ပုံမှတ်ရမယ်။ဒါကြောင့်မလို့အပေါ်ကကျွန်တော်အဖွဲ့ကိုပြန်ပြင်လိုက်မယ်။3ဘွဲ့ပြင်လိုက်မယ်။ဒါဆိုရင်ပုံတစ်ပုံစီသူတို့ကဖြည့်ရမယ်ပေါ့နော်။အကဲကျွန်တော်ပုံကိုပြန်ထုတ်ချင်လဲရတယ်ထပ်တိုးချင်လဲရတယ်ဒါကိုကြိုက်လို့ရတယ်။ပြီးတော့အောက်မှာဘာပါလဲဆိုတော့ဒီဟာပါတယ်။ဘာလဲဆိုတော့စရဲ့အမှတ်20ပေးထားတယ်။တကွက်ဖယ်လိုက်တာနဲ့သူက2 point စီရော့သွားမယ်ပေါ့နော်အဲ့တော့ចောင်းသားကဘာလို့အောင်လဲဆိုတော့တို့အကွက်နည်းနည်းနဲ့တို့ကမှန်အောင်ဖြည့်ပြရမယ်ဆိုပုံပေါ့ပြီးတော့ဒီမှာဆိုရင်အဲ့ game ကို save ထားလို့ရတယ်သူက file တစ်ခု download ဆွဲလိုက်မယ်အဲ့လေးကို download ဆွဲလိုက်အောင်မယ်အဲ့ကြရင်ကိုယ့်ရဲ့ set ထဲကိုရောက်လာမယ်ပြီးတော့လည်းနောက်တစ်ခါကိုကအဲ့ game ကိုပြန်ဆော့ချင်တဲ့အခါကျရင်ဒီဟာကိုနှိပ်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်သူကကိုယ့်ရဲ့ download folder ထဲကိုခေါ်သွားလိမ့်မယ်အဲ့ကြရင်ခုနကတော့ဟာကိုနှိပ်ပြီးလိုက်အောင်မယ်အဲ့ဆိုရင်မေကွန်းနေရောပုံနေရောအကုန်ပြန်ပါလာဒါဆိုရင်စလို့ဒီမှာဆိုရင်သူက group 1 group 1ဟိုမှာဒီမှာဆိုပြီးတော့မှာ score board ပါတယ်အပေါ်မှာပေါ့သူတို့ရမယ့်အမှတ်တွေပါမယ်အောက်မှာသူရဲ့ features တွေပါမယ်ထားပါတော့ group 1နေမှာသူကចောင်းသားတွေအောက်ကနေပေါ်မယ်ဟုတ်ပြီဟိုဟာဆီယမထောင် share ထားမယ်ပေါ့နော်အောက်မှာ group က3ခုရှိမယ်ဟုတ်ပြီចောင်းသားရပြောမယ်6ပေါ့6ကိုဖယ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ចောင်းသားကအခုချိန်မှာဖြည့်မယ်ဆိုရင်သူကအမှတ်20စရမယ်ဘာလို့ box တစ်ခုတည်းကိုပဲဖယ်ထားတာအောင်အဲ့တော့ចောင်းသားဓာတ်ကိုကြည့်ပြီးတော့ဘာလဲဆိုတော့ဖြေရမှာเนาะအထူးဖြင့်ဒီလို game မျိုးကကြောက် control practice တို့ဘာလို့မှအရန်သုံးဝင်တယ်ဟိုဆက်စချင်း one map မှာလည်းသုံးလို့ရပါတယ် one map မှာလည်းဒါဒီနေ့ဘာကောင်းစင်ပြောကြမလဲဆိုပြီးတော့တို့ကိုလောက်ခိုင်းလို့လည်းရတယ်အဲ့မှာတော့ group နဲ့တော့ဟုတ်ရှင်မှာဟုတ်မှာเนาะထားပါတော့အဲဒီလိုမျိုးရမယ်ဒါဆိုရင်ចောင်းသားဓာတ်ကိုခံမနိုင်ခံမနိုင်နေဆိုရင်တို့ကအခုချိန်မှာ20ရမယ်တို့ကမခံမနိုင်ဘူးပေါ့เนาะနောက်တစ်ခုကရေးချင်တယ်ထားပါတော့နောက်တစ်ခုကတို့က10ကိုရေးလိုက်တယ်ဆိုရင်ကြည့်လိုက်မယ် point ကတော့အလိုလျောက်2မှတ်ရောက်သွားပြီအဲ့တော့မှចောင်းသားရwaterfall ဟုတ်ပြီ spelling W A T E R F A L L ဆိုတော့ကျွန်တော် review answer ဆိုပြီးလုပ်လိုက်မယ်ပြီးတော့မှအောက်မှာအဖြေက waterfall ဆိုပေါ်လာတယ်ကွန်ပျူတာမှာဆိုတော့တေချာပို့ပြင်ရပါတော့အကုန်ပြင်ရအောင်ကျွန်တော်လုပ်ပေးထားတယ်mobile မှာကြာကျွန်တော်အဲ့ဒါကိုပြန်ပြင်နေဖို့ကြိုးစားနေမှာထားပါတော့ဟုတ်ပြီဒီမှာဆိုရင်တော့18မှတ်ရပြီဒါကို award လုပ်ပေးလိုက်အောင်မယ် group 1 18မှတ်ရပါဟို group 2ကို automatic ရောက်သွားပြီ group 2ကလည်းအဲ့လိုပဲရွေးမယ်11မသိဘူးပေါ့နော်ထားပါတော့သူကပြော6အိုးမသိဘူးပေါ့နော်အဲ့ဒီချိန်မှာသူတို့မှားဖြည့်ရဲဆိုရင်အမှတ်မရဘူးပေါ့နော်ဟိုအမှတ်မရတဲ့ဟာမျိုးကြီးရှိမယ်အဲ့ကြရင်တော့သူ award လုပ်စရာမလိုပေါ့နော်အဲ့ဒီမှာ9 10ဟုတ်ပြီ river ဆိုဖြည့်ဒါပေမဲ့တိကျကြည့်လိုက်မယ်ဆိုရင် point ကအပေါ်မှာ14ပဲကျန်တော့တယ် review answer ဟုတ်ပြီပြီးတော့မှ award points ဆိုရင်14မှတ်ပြီးသွားတယ်နောက်ဆုံး group 3ရောက်သွားပြီဆိုရင် group 3ကလည်းလိုပဲနော်အဲ့တော့အခုလောက်မှတို့ဖြည့်နိုင်တယ်ပေါ့ဖြည့်နေဆိုရင်တို့က free answer ဆက်လိုက်မယ် mountain မှန်သွားပြီဆိုရင်တို့ပေးလိုက်မယ်ဒါဆိုရင် game ကပြီးသွားပြီအဲ့ဒီမှာ show final score ပို့လို့ပြောလိုက်မယ်ဆိုရင်ဒါဒီလိုမျိုး points နဲ့ထွက်လာ